Hello အားလုံးပဲမင်္ဂလာပါကျွန်တော်လေသွားမယ်ဆိုတဲ့စီစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်ဒီချိုပွဲကိုသွားလဲကြအောင်ကျွန်တော်လည်းဒီလိုက်ကြပါတွားပြီကားလေးတွေကြက်နေပါတယ်ကျွန်တော်ရေကြော်ဖျားပွဲကိုတော့ရေကြော်ကိုတော့သွားနေတာပေါ့နော်ကဲရန်ကုန်မြို့ရဲ့စီကားဆုံးဖြစ်တဲ့ကျွန်တော်တို့ရေကြော်ပွဲစီတဲ့စီရဲတကယ်ဒါပတ်လာဆိုရင်ဘိုးကျစေးကျွန်တော်တိမ်ယူလန်းနေပြီးတော့ပတ်လာတာခုထိမဆုံးသေးဘူးပေါ့နော်ဟုတ်ကြောဒီပေါ်လေးမိုက်တယ်ပြီးရောပေါ့ငါတော့မနာလိုက်ရေလေးမရဲ့မော်ရင်ကဘုထောင်လမ်းစပြန်ဆုံးသွားတာပေါ့နော်ပြီးတော့ရေကျော်ဘက်ကိုကျွန်တော်တစ်ချက်ထောင်တက်ကြည့်မယ်ဘာတွေရှိမလဲဆိုတာဆောက်တော့ပဲပေါ့ဘယ်သူမှသိတော့ပါရဲ့ရှင်ဟုတ်ကဲ့ပါအဲ့ဒါတက်ဆက်တဲ့စိတ်နောက်ခံနေပါရှင်ပညာရှင်တော့ထောင်ဘုံနှလုံးနဲ့နှလုံးထဲကိုအကုန်ကြရင်ဒီထက်ကျတဲ့ဟာအယုတ်တစ်ခုယူရမှာတော့အဲ့လိုရတယ်ဗျတိုက်လိုက်ယူပါအများတော့ရပါပြီကိုလည်းစမ်းကြရာမချစ်ဘနောက်တစ်ခါထပ်နှွှဲမယ်ဟာမသိ2000ရှုံးသွားတယ်ဘာမှမရလားသွားမယ်ရေကျော်ဖွဲစေးရေကျော်လမ်းပေါ်ရောက်တော့ကောင်းလေးမွေးဘူးကတော့ဟိုကအချိန်ပြီးမှရအဲ့တော့နာစစ်ဘောရာတည်တဲ့ပတ်မလုံးနဲ့ဆိုတာဒါပြီးတော့ကဲဒီချိုးပွဲကိုတော်တော်နဲ့ရှောက်ခဲ့တယ်အဲ့အတွက်ချွေးတောင်ဆူဆွဲရတာဒီကနေမကောင်းကြလို့နောက်ပိတ်နေတော့ပွင့်သွားတယ်ဒီလိုပွဲကိုတစ်ခါမှဒီလိုအပြည့်ရှောက်ခဲ့ဘူးပေါ့နော်ဒါပေါ်တော့မအောင်စမ်းကျွန်တော်ဗီဒီယိုလေးဆုံးဖြတ်ကြည့်ရှုပြီးရဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်